ဘုံမင်းမောင်ပဲ ကဲမင်းကဘုံမင်းကောင်ဆိုတော့လဲမိတ်ဆက်ပေးရတာပေါ့ကွာကဲမင်းဘုံမင်းကောင်ဆိုတော့လဲငါဥကောင်းဘောပုံကိုယ်တွေကိုမင်းကြည့်နိုင်ရင်ကြည့်ကြည့်လိုက်လေကွာ လူရင်းမှုလို့လဲဒီလိုကြည့်ဆိုလဲကြည့်ရတာပေါ့ဟာပလိုက်တာဒီလိုကြရပါဦး မင်းပြောတော့ဘုံမင်းကောင်ဆိုကွာဘလို့ဖြစ်သွားတာလဲဟမ်လှမ်းမိုင်းအမှန်အတိုင်းမပြောမချင်းခေါင်းကိုထိုးတာဥကောင်းကိုထိုးတာ ကျွန်တော်တော့ပါရကျွန်တော်တော့ပါရကျွန်တော်လုပ်ပါမယ် ဟောယူတိုင်း ပါမယ် ဘုံမင်းကောင်ဆိုပြီးတော့ငါ့ကိုလာလိန်နေတဲ့ဘယ်တော့မှဘုံမင်းကောင်ကလူပုတ်ကိုခန္ဓာကိုယ်တော့ဝင်မဘူးကွာဝိဇ္ဇာဆိုတာလူမဘူးကွာမိစ္ဆာမလို့လူခန္ဓာကိုယ်တော့ဝင်ဘူးတာအဲ့ဒါမင်းတို့မှတ်ထားပြောစမ်းမင်းတို့လဲ ကျွန်တော်တော့ပါရကျွန်တော်စိတ်ညစ်ဖုံးပါဗျကျွန်တော်မောင်းဆောင်နဲ့အဆောင်ကြီးခိုင်းလာပါ အခုမင်းကိုခိုင်းလိုက်တဲ့မောင်းဆောင်ဆိုတဲ့ပုဂ္ဂိုလ်သိနိုင်စီမြင်နိုင်စီကြားနိုင်စီအတင်ကျွန်တော်ကိုပြောချင်ရင်ဓာတ်ရိုက်သိအောင်မြင်အောင်ပြောနိုင်စီဟုတ်ကငါမလို့ချင်းအခုချက်ချင်းထွက်သွားမင်းရဲ့ပညာသက်တွေအကုန်လုံးပြတ်သွားဒီတစ်ခါတော့ခွဲလွှတ်လိုက်မယ်အောက်မဲ့တက်ပညာတွေအားလုံးပြည့်စည်တယ်ဆရာကမဘယ်ရောက်နေတာလဲဘာဖြစ်တာလဲဘယ်သူမှလည်းမသိဘူးဘတော့ပါဆရာကမလောက်ရှိလိုက်ပါမယ် ကျမ်းမှာချမ်းသာတယ်ကျမ်းမှာချမ်းသာတယ်